Hello everyone, welcome to today's lessons. My name is Dr. Situang from Swa Academy Nipido. In this video, we are going to learn about the difference between cardinal and ordinal numbers. Let's get started. Along Minglawa, Siagaro Nipido Swa Academy, the English Sia Dr. Situang Pibare, Diniaro Seru English Lila Redurigo, Sunipu Chime, Jang Yagaro. Cardinal နဲ့ ordinal numbers တွေကိုပေါ့နော်ဘယ်လိုသုံးတယ်လဲဆိုတာကိုဆရာတို့ဆွေးနွေးပို့ချမှာဖြစ်ပါတယ် Cardinal numbers တွေကတော့အရေးအတွက်ပြနံပါတ်တွေပေါ့နော်1 2 3 4အရေးအတွက်ပြနံပါတ်တွေကိုပြောပြီးတော့ ordinal numbers တွေကတော့သူကတော့အစဉ်ပြပေါ့နော်အစဉ်ပြဒါသင်္ချာနံပါတ်တွေဖြစ်တဲ့ first second third တွေကိုပြောပါတယ်အဲ့တော့ဒီနေ့စဉ်ပြောကြအင်္ဂလိပ်စာစကားမှာဆိုလို့ရှိရင်ဒီ cardinal နဲ့ ordinal တွေကိုတချို့သူတွေကဆိုလို့ရှိရင်လွဲမှားပြီးတော့ဒါပြောနေတာမျိုးတွေနေ့စဉ်ဆယ်တို့ကြုံတွေ့နေရတဲ့အတွက်ကြောင့်ဒီ cardinal နဲ့ ordinal numbers တွေကိုသူ့နေရာနဲ့သူဘယ်လိုမှန်မှန်ကန်ကန်အသုံးပြုရမယ်ဆိုတာဒီနေ့သင်ခန်းစာမှာဆွေးနွေးပို့ချမှာဖြစ်ပါတယ် cardinal numbers တွေကတော့ခုနရှင်းပြခဲ့သလိုပဲအရေးအတွက်ပြနံပါတ်တွေဖြစ်တာပေါ့နော် cardinal numbers tell how many they show quantity ပေါ့ cardinal numbers တွေကဘာကိုပြောလဲဆိုတော့အရေးအတွက်ဘယ်လောက်ရှိတယ်လဲဆိုတာကိုပြောတယ်ပေါ့နော် they show သူတို့က quantity ပေါ့အရေးအတွက်နဲ့ပမာဏကိုအဓိကပြောတယ်ဒါကြောင့်သူတို့ဟာ they answer the questions how many ပေါ့အရေးအတွက်ဘယ်လောက်ရှိတယ်လဲဆိုတာကိုပြောတာဖြစ်ပါတယ် examples တွေကတော့ cardinal numbers တွေက1 2 3 4 5စသဖြင့်ဒါပြောရမှာဖြစ်ပါတယ်။နာအနေနဲ့တွဲပြောမယ်၊နောင်အနေနဲ့တွဲပြောမယ်ဆိုရင် 10 apples, 50 students, $100 ပေါ့နော်။ဒါမျိုးပြောရမှာဖြစ်ပါတယ်။အဲ့တော့စာကြောင်းမှာဒီ cardinal numbers တွေကိုဘယ်လိုသုံးလဲလို့ဆိုလို့လေ့လာကြည့်တဲ့အခါမှာ I have 2 dogs ပေါ့နော်။ငါမှာခွေး2ကောင်ရှိတယ်ပေါ့။ She bought 3 books ပေါ့။သူစာအုပ်3အုပ်ဝယ်လာတယ်ပေါ့။ Our company employs 50 workers ပေါ့။ငါတို့ရဲ့ company ကဝန်ထမ်း90ကိုအလုပ်ခန့်တယ်ပေါ့နော်အဲ့တော့ဆယ်တို့ကအမြဲတမ်း how many အရေးအတွက်ဘယ်လောက်လဲ quantity လို့ခေါ်တဲ့အရေးအတွက်ပမာဏဘယ်လောက်ရှိသလဲဆိုတာကိုရည်ညွှန်းခြင်းရင်ဆယ်တို့ဒီ cardinal number ဖြစ်တဲ့1 2 3 4 5နဲ့ပြောရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဆယ်တို့နော်ဆယ်တို့ဒီ ordinal number ပေါ့နော်အဲ့တော့ ordinal numbers ကတော့ခုနဆရာပြောသလိုပဲသူဒီဘာကိုပြလဲဆိုအစင်ကိုပြတယ်လို့နောက်တစ်ခုကအစင်ကိုလည်းပြတာပေါ့နော်အဲ့တော့ဒီမှာလေ့လာကြည့်မယ်ဆိုရင်သူ့ရဲ့ definition က ordinal numbers show positions or order in a sequence ပေါ့နော် sequence လို့ခေါ်တဲ့ဒါအစဉ်တစ်ခုမှာပေါ့နော်ဆိုတော့ဒီအဲ့တော့ကိန်းစဉ်တစ်ခုမှာပေါ့နော် sequence တစ်ခုမှာဆိုလို့ရှိရင်ဆိုတော့ positions တော့နေရာအဆင့်ကိုဖော်ပြတာပေါ့နေရာအဆင့်ဖော်ပြတယ်ဥမာငါကပထမရတယ်သူကဒုတိယရတယ်အဲ့ဒါဒီအဆင့်ပေါ့နော်အဲ့တော့ငါဒီပထမနေရာမှာရှိတယ်သူကဒုတိယနေရာမှာရှိတယ်အဲ့ဒါမျိုးဆိုတော့ positions တွေနေရာအဆင့်တွေကိုပြောနောက်တစ်ခါနော်ဆိုတော့နောက်က order လို့ခေါ်တဲ့အဆင့်ပေါ့နော်အဲ့တော့အဆင့်နော်ဆိုတော့ first second third ပေါ့နော်အဲ့လိုမျိုးပထမဒုတိယတတိယအဲ့လိုမျိုးဖော်ပြရင်အဲ့တော့ဆိုတော့ဒီ sequence တစ်ခုရဲ့နော်အဆင့်တွေကိုဖော်ပြခြင်းနဲ့အဆင့်တွေကိုဖော်ပြခြင်းနဲ့ဆိုရင်ဆိုတော့ဟာ ordinal numbers တွေကိုသုံးရမှာဖြစ်ပါတယ်ဒါကြောင့်သူတို့ဒီ they answer the questions which one လို့ပဲmillimeter ရှိပါတယ်အဲ့တော့ which one ပေါ့နော်ဘယ်တစ်ခုလဲအဲ့တော့ဘယ်အဆင့်လဲပေါ့နော်ဘယ်အဆင့်မှာလဲဘယ်နေရာမှာလဲဘယ်အဆင့်မှာလဲဒါမျိုးမေးတာဖြစ်ပါတယ်အဲ့တော့သူ့ကိုပြောရင်လည်းဆိုတော့ first second third fourth fifth လို့ပြောရတာဖြစ်ပါတယ်အဲ့တော့သူ့ရေးမယ်ဆိုရင်တော့ပေါ့နော်အတူကောက်ရေးမယ်ဆိုရင် first ကတော့ SD second က2မှာ ND ပေါ့နော်အဲ့တော့ part ဆိုရင်တော့3မှာ RD 4th TH နဲ့ 5th TH လို့ပဲရေးရမှာဖြစ်ပါတယ်ဥပမာပြင်ဆရာတို့ဒီเนาะအဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဥပမာ date တွေကိုပြောမယ်ဆိုရင်ဒီနေ့ဟာဇွန်လ9ရက်နေ့ဖြစ်တယ်ဆိုရင်အဲ့ဒါကိုသွားပြီးတော့ဆိုတော့ cardinal နဲ့เนาะ5 of June လို့မပြောရပါဘူး today is the 5th of June လို့ပြောမှမှန်မှာဖြစ်ပါတယ်အဲ့တော့ date တွေကိုပြောတဲ့အခါမှာဆိုတော့ဘယ်တော့ဖြစ်ဖြစ်ဥပမာဒီနေ့ဟာเนาะ January 21st ဖြစ်တယ်ဒီလိုပဲပြောရမယ် January 2021လို့သွားပြောလို့မရဘူးပေါ့เนาะအဲ့တော့ date တွေဟာအစဉ်လိုက်လာတာပေါ့เนาะအဲ့တော့1ပြီးရင်2 2ပြီးရင်3 3ပြီးရင်4ဟာအဲ့လိုအစဉ်လိုက်လာတယ်ပေါ့နော်အစဉ်လိုက်လာတာဖြစ်တဲ့ကြောင့်သူက order လိုက်လာတာဖြစ်လို့ first second third fourth နဲ့ပဲပြောရတာဖြစ်ပါတယ်ဒါကြောင့် today is the 5th of June လို့ပြောရမှာဖြစ်ပါတယ် she won one place လို့ပြောလို့မရဘူးပေါ့နော်သူဟာဘာကိုရသွားလဲဆိုတော့ပထမစုရသွားတယ်ပေါ့နော်အဲ့တော့ပထမနေရာကိုရသွားတယ်ပေါ့အဲ့တော့ပထမနေရာရသွားတယ်သူကတစ်နေရာကိုရသွားတယ်လို့မြန်မာလူမှလည်းမပြောဘူးဒါကြောင့် English လိုမှလည်းသူဟာပထမနေရာရသွားတာဖြစ်ကြောင်း she won first place လို့ပဲပြောမှာဖြစ်ပါတယ်ကျွန်တော်ကတတိယအလွှာမှာနေတယ်တတိယအထက်မှာနေတယ်ဒီလိုပဲပြောတာဖြစ်ပါတယ်ကျွန်တော်က3လွှာဗမာမှာတော့3နေ3လွှာရှိတယ်3လွှာ4လွှာလို့ပေါ့နော်အဲ့တော့ she English မှာတော့ he lives
on the 3rd floor လို့မပြောဘူးเนาะအဲ့တော့ဘယ်လိုပဲပြောလဲဆိုရင် he lives on the 3rd floor လို့ပြောတာပေါ့ဒါကြောင့်မိမိပြောဆိုလို့တဲ့ depending on your context ပေါ်မူတည်ပြီးကိုကအရေးအတွက်ကိုအဓိကထားပြခြင်းနဲ့ quantity ကိုအဓိကထားပြခြင်း cardinal နဲ့သုံးရမှာဖြစ်ပြီးတော့မှကိုကနေရာအဆင့်ကိုပေါ့နော်တနည်းအားဖြင့်အဆင့်ကိုအဓိကထားပြခြင်း ordinal numbers တွေဖြစ်တဲ့ first second third fourth နဲ့ပြောရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့သင်ခန်းစာမှာသင်ကြားပို့ချလိုပါတယ် That's all for today's lesson. I hope you found it useful and informative. Thank you for watching and studying with me. See you in the next lesson. Take care and keep learning. Thank you so much.